တမနီလုပ်ငန်းရှင်များအသင်းမှဆိုလာစွမ်းရည်သုံး EV အားသွင်းစနစ်နဲ့စက်မှုလုပ်ငန်းပေါင်းစပ်စီမံကိန်းနဲ့ဆက်လင်း၍ရှင်းလင်းတင်ပြပွဲကိုဩဂုတ်လ 18 ရက်နေ့ကနေပြည်တော်ကောင်စီရုံးစီဝေးကမ္ဘာမှာကျင်းပရာနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကမြင့်တန်တက်ရောက်ရာမြန်မာနိုင်ငံတမနီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကစီမံကိန်းနဲ့ဆက်လင်း၍ရှင်းလင်းတင်ပြရာနေပြည်တော်ကောင်စီဥက္ကဋ္ဌကသိရှိလိုတာများမေးမြန်းဆွေးနွေးပြီးလိုအပ်တာများမှာကြားပါသည်အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌဟာစပူတီတွင်မြို့နယ်ဝနသိတိရက်ကွက်ရှိတက်ကြီးရွယ်အိုများနေပိုင်းဆောင်ရှောက်ရေးကေယာသို့တွားရောက်၍ဝန်ဆောင်မှုများဆောင်ရွက်နေမှုကိုကြီးစုအားပေးပြီးအဲဒီကေယာမှနေပြည်တော်ကလေးပြုစုရေးဌာနရှိကလေးငယ်များပြုစုဆောင်ရှောက်ထားရှိမှုများအားကြီးစုအားပေးကကလေးငယ်များအတွက်အလှူငွေနှင့်တက်ကြီးရွယ်အိုများအတွက်အာဟာရဖြင့်စားသောက်ဖွယ်ရာပစ္စည်းများနှင့်အလှူငွေများပေးရန်လှူဒါန်းခဲ့ကြောင်းသိရပါသည်အဲဒီနောက်နေပြည်တော်စီဝေသားရေးကော်မတီရဲ့ပြည်တော်စုနေမြေနေပြည်တော်ရှင်ပြည်မှာနိုင်ငံကဖောင်ကျော်ရုပ်ပုံများနဲ့ရုပ်ထုများထားရှိနိုင်ရေးလုပ်ငန်းကြီးနိုင်အစည်းအဝေးကိုနေပြည်တော်စီဝေသားရေးကော်မတီအစည်းအဝေးကမှကျင်းပရာနေပြည်တော်ကောင်စီဥက္ကဋ္ဌကမြို့တော်ခမ်းမရှိနေပြည်တော်ရှင်ပြည်နယ်ဖျော်ဖြေရှင်ပြည်မှာနိုင်ငံတော်ရဲ့အထိမ်းအမှတ်ဖြင့်နိုင်ငံကဖောင်ကျော်ရုပ်ပုံများနဲ့ရုပ်ထုများထားရှိရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ပါတယ်အဲဒီနောက်တရားလာကြသူများကကဏ္ဍအလိုက်တင်ပြဆွေးနွေးပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌကညီကုန်းချုပ်အမစကားပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။